တွဲခဲ့ဘူးသမျှချစ်သူပုံကိုတောင်တက်တူးမထိုးဘူးပဲလူရှင်တော်ကွန်းတီရဲ့ပုံကိုသာတက်တူးထိုးခဲ့တဲ့ကောင်မလေးကွန်းတီဆိုတာကတော့မင်းသားချောအောင်စပူရဲ့ဇက်အဖွဲ့မှာလူရှင်တော်တူဖြစ်ပါတယ်အားလုံးပဲသိကြတဲ့အတိုင်းအောင်စပူဇက်အဖွဲ့ဟာလူငယ်များနဲ့သာဖွဲ့စည်းထားတာကြောင့်အမျိုးသမီးငယ်များကြားမှာနာမည်ကြီးရေပန်းစားနေတဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒီထဲကလူရှင်တော်ကွန်းတီကတော့လူရှင်တော်ဆိုပေမဲ့ချောမောတဲ့ရုပ်ရည်ရှိတာကြောင့်ပုံမလူကြိုက်များနေသူလည်းဖြစ်ပါတယ်အခုလဲသူ့ကိုအားပေးတဲ့မိန်းကလေးတဦးကသူ့ရဲ့မွေးနေ့မှာသူ့ပုံကိုသူမရဲ့လက်မောင်းမှာတက်တူးထိုးခဲ့ပါတယ်သူမဘဝမှာချစ်သူကြီးစားတွေထားခဲ့ပေမဲ့တခါမှခုလိုတက်တူးထိုးမပေးဘူးခဲ့ကြောင်းတချို့ကလူရှင်တော်ကွန်းတီမှာမိန်းမနဲ့ကလေးရှိတယ်လို့ပြောပေမဲ့သူမအားပေးတာကကွန်းတီရဲ့အမှုပညာကိုသာဖြစ်ကြောင်းနဲ့သူမမိဘတွေကသူမကိုတရုတ်စာတင်ဖို့တင်တန်းတက်ခိုင်းပေမဲ့သူမအနေနဲ့တင်တန်းမတက်တော့ဘဲအောင်စပူရဲ့ဇက်ဖွဲ့တဲ့ဝင်ရင်ကောင်းမလားလို့ပြောပြလာပါတယ်ဒါအပြင်အောင်စပူဇက်ဖွဲ့ကိုဝေဖန်တိုက်ခိုက်သူများအနေနဲ့လည်းသူတို့ကိုယ်တိုင်သာအောင်စပူတို့လိုအောင်မြင်အောင်ကြိုးစားပါလို့ပြောခဲ့ပါတယ်သူမချစ်တဲ့အမှုပညာရှင်အပေါ်ထားတဲ့စိတ်ထားကတော့လူတိုင်းအတွက်အံ့ဩအားကျစရာဖြစ်ပါတယ်အမှုပညာရှင်တိုင်းလိုချင်တဲ့ပြည်သက်မျိုးကိုပိုင်ဆိုင်ထားတဲ့လူရှင်တော်ကွန်းတီကတော့သူ့ဘော်ခုလိုအားပေးမှုအတွက်မျက်ရည်ကျလောက်အောင်ဝမ်းသာပီတိဖြစ်နေတယ်လို့ဆိုပါတယ်